ဝင်းနေရဲ့ဒငင်းကုန်းစေးတလားတစ်ခါသွားတဲ့အစီအစဉ်ကနေကြိုဆိုပါတယ်ဂျွန်လအတွက်အသီးတန်းမှာဘာတွေပေါ်နေပြီလဲဆိုတာဝင်းနေနဲ့အတူတူလိုက်ကြည့်ရအောင်ကျမောက်ဒီပဲဈေးလဲမိုင်း400အလုံး400အဲ့ဒါမထောက်ရလေးဘလောက်လဲ400နဲ့မမန်းကြီးက2000ဟုတ်လားဒီမမန်းကြီး2000လို့ပြောလိုက်တာဒါဘယ်လောက်3000နှလုံးသွားတာလေးလေးရောတန်တယ်လေးထောင်ကအဲ့ဒါလေးဝယ်လိုက်နိုမေနဲ့တက်ဝင်းကြီးကိုတင်မော်ဒီတွေဘယ်ကဝယ်လဲလို့ပြောတဲ့ညီမလေးဝင်းကြီးဒီအမေအိမ်ဆိုင်မှာဝင်းကြီးဝယ်ပါတယ်အရန်တန်ပါတယ်ခါလေးကြားလို့ရှိရင်ပင်မဲ့လေးရတတ်ပါတယ်ဒါဝင်းကြီးတို့ဝယ်ထားတာပါဒါ6000လို့ပါရှင်အဲ့ဒါတော့ငါဒီလိုဟာတွေပဲစားခဲ့ဘူးဟိုသမီးဝယ်တဲ့ဟာမစားဘူးသိလားအမောက်ဒီဝယ်မယ်ဆိုဗမာဒီလုံးဝမဝယ်ပါနဲ့ရိုးတရားဒီပဲဝယ်ပါဒီရိုးတရားဒီကတစ်လုံး900ပါသမီးဘလား300တဲ့ခါလေး300 10လုံးတော့ဝယ်သွားလိုက်ဒီမှာအေးအဲ့ဒါလေးတစ်ချက်တလုံး300 10လုံး3000ပေါ့ဒီဘက်ကရောညီမလေးအော်ဒါဈေးကြီးတော့ပေါ့မားမယ်လို့သမီးလေးကြီးလာတယ်ဒီလအတီးဝယ်ရတာနည်းနည်းတန်တယ်လို့ခံစားရတယ်ကျမောက်တီးလေးတွေကတော့ဗမာတီးက400 300အမျိုးအစားမျိုးရှိရပေါ့နော်ဟမ်ဒီဆိုင်ကတော့ယူရီးယားအသေးကြောက်တို့ဂျယ်လီတို့ဒါမျိုးတွေရောင်းတဲ့ဆိုင်ပေါ့